ရဟတ်ယာဉ်ထဲမှာသွားလို့ရမယ်ကမ္ဘာအမြင့်ဆုံးဟိုတယ်မနက်ခင်းအိယာနိုးလို့ brain bug ကိုဖွင့်လိုက်တာနဲ့ကမ္ဘာအမြင့်ဆုံး Everest တောင်ကြီးကိုမြင်နေရမယ်ဆိုလို့ရှိရင်ဘယ်လိုနေမလဲဒါပေမဲ့ဒီဟိုတယ်ကိုသွားဖို့ကားလိုင်းလုံးဝမရှိပါဘူးဒါကတော့နီပေါနိုင်ငံမှာရှိတဲ့ Hotel Everest View လို့ခေါ်တဲ့စိန်ခံဟိုတယ်ကြီးပါကပင်လေမျက်နှာပြင်အထက်ပေပေါင်း1300နီးပါးမှာတည်ရှိလို့ကမ္ဘာအမြင့်ဆုံးဟိုတယ်အဖြစ် Greenland စံချိန်ဝင်ထားတဲ့နေရာပါဒီတိမ်မော်ကဟိုတယ်ကိုရောက်ဖို့နီလန်2ခုပဲရှိပါတယ်ပထမနီလန်ကတော့တောင်အောက်ကနေ2ရက်လောက်အချိန်ယူပြီးချိန်လင်းတောင်တက်သွားရမှာပါဒုတိယနီလန်ကတော့ပတ်စံ3နိုင်တဲ့သူတွေအတွက်ရဟတ်ယာဉ်နဲ့တိုက်ရိုက်သွားရောက်နိုင်ပါတယ်။ဟိုတယ်မှာအခန်းပေါင်း12ခန်းပဲရှိပြီးတော့အခန်းတိုင်းကနေ Everest တောင်ကိုရှင်းရှင်းလင်းလင်းမြင်ရအောင်ဒီဇိုင်းဆွဲပြီးတည်ဆောက်ထားတာပါ။ကမ္ဘာအမြင့်ဆုံးတောင်ကြီးကိုကြည့်ရင်မနှက်ဆာစားရတဲ့ရတာကတော့စကားနဲ့တော့ဖော်ပြလို့မရနိုင်ပါဘူး။1982ခုနှစ်တည်းကနေတောင်ပေါ်ကိုပစ္စည်းတွေလူအားနဲ့ထန်းတင်ပြီးခက်ခက်ခဲခဲဆောက်လုပ်ထားရတာဖြစ်ပါတယ်။တင်လာဆိုလို့ရှိရင်ရက်ချီလမ်းလျှောက်သွားမလားရဟတ်ယာဉ်ပဲစီးမလားကွန်မန့်မှာပြောခဲ့ပြပါဦး။